မင်္ဂလာပါရှင်အင်္ဂါသသမီးများအတွက်9လပိုင်း4ရက်နေ့ကနေ10ရက်နေ့အထိတပတ်စာဟောစတန်ကိုဟောပေးမှာဖြစ်ပါတယ်အင်္ဂါသသမီးမိတ်ဆွေတွေကဒီကာလမှာမိတို့အတွက်ကံတရားရဲ့ပြောင်းလဲခြင်းမျိုးလေးတွေနဲ့ဖြစ်ကြွားမယ်ကာလမျိုးအဲ့တော့ဒီကာလမှာမိမိကစိတ်မြန်နေတတ်တယ်စိတ်ဆက်နေတတ်တယ်ဒေါသလည်းအနှင်းငယ်ထွက်နေတတ်တယ်ကြီးနေတတ်တဲ့ကာလမျိုးတွေမှာရှိတယ်အဲ့တော့ဒီကာလမှာမိသားစုရေးရာကိစ္စလေးတွေမှာမလုံအပ်ပဲနဲ့ပြဿနာလေးတွေအသေးပွဲလေးတွေကစပြီးတော့ကြီးထွားသွားတတ်တယ်ဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ဒီကာလကပြောမဆိုလို့ရှိရင်နားလည်မှုလေးနဲ့တိဆောက်သွားမှသာလေအဆင်ပြေမဲ့ကာလမျိုးလို့ပြောရတတ်တယ်နောက်တစ်ခုကကြတော့လုပ်ငန်းထဲမှာဆိုလို့ရှိရင်ပြောင်းလဲခြင်းဆိုတာကားမွန်တဲ့ဘက်ကိုလုပ်ငန်းတဲ့ဘက်တွေပြောင်းလဲတာမျိုးယာရုတက်တာမျိုးအလုပ်ကအဆင်ပြေတာမျိုးတွေကြုံတွေ့ရတတ်တယ်လို့ငကိုမောင်အလုပ်ကအဆင်ပြေနေသူများအတွက်ကကြတယ်ဒီကာလမှာအလုပ်နဲ့ပတ်သက်ပြီးတော့ရပ်တန့်သွားတာကျန်းဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးလေးကြုံတွေ့ရတဲ့ကာလမျိုးတွေမှာဖြစ်တယ်ဒီကာလမှာပြောမဆိုစိုးချင်းကောင်းချင်းဟာတွန်တွဲနေတဲ့ကာလမျိုးကိုနဲ့ပဲသက်ဆိုင်တယ်လို့ပြောရလိမ့်မယ်ဒီကာလကနားလည်မှုလေးနဲ့ဖြတ်ကျော်မှသာလင်းကောင်းမွန်တဲ့ထဲမှာရှိတယ်အဲ့တော့ငွေချင်းနဲ့ပတ်သက်ပြီးတော့ကံအားနည်းပါတယ်ရကြချီတာတွေမရတာပိတ်စာရှိရလဲကိုယ်တိုင်မပေးနိုင်တာရင်းနှီးမြှုပ်နှံလိုက်မယ်ဆိုလို့ရှိရင်ပြန်လဲမရရှိတော့တာမျိုးလေးတွေဖြစ်တတ်တယ်ဒီလမှာငွေချင်းကံအားညံ့နေဖြစ်နိုင်လို့ရှိလို့ရှိရင်ငွေချင်းနဲ့ပတ်သက်ပြီးတော့အလုပ်လုပ်တာရင်းနှီးမြှုပ်နှံတာဒီကာလမှာဖြစ်နိုင်ရင်မလုပ်သေးတာကောင်းပါတယ်အဲ့တော့နောက်တစ်ခုကအခြေနဲ့ပတ်သက်ပြီးဒီကာလကပြောမဆိုလို့ရှိရင်ကိုယ်တိုင်လည်းပဲကိုပြောသလိုနေမိတတ်တယ်ထို့သူပဲကိုယ့်ရဲ့ချစ်သူကလည်းကိုယ့်ကိုဥပ္ပခါပြုတ်ပြီးသူပြောသလိုနေတာမျိုးလေးခံစားရတတ်တယ်အဲ့တော့အခြေနဲ့ပတ်သက်ပြီးအထွေထွေးခံစားရတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့တအုပ်နဲ့သူအထီးကျန်ဆန်နေတတ်တယ်ပေါ့နော်ဒီကာလမှာအဲ့တော့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ဒီကာလမှာမိတို့အတွက်အလိုကိုတိုင်းကအစလာရမှာအနားလည်မှုပေးတိကျထားပေမဲ့လို့ကိုဖြစ်ချင်တာမဖြစ်တဲ့အခါမှာဆွလွတ်လိုက်တာမျိုးဆွလွတ်ချင်တာမျိုးဒီကာလမှာလွတ်လပ်ပေါ့ပါနဲ့ဖြစ်တန်းသွားလာချင်တာမျိုးလေးတွေကြုံတွေ့ရမဲ့ကာလမျိုးတွေမှာရှိတယ်အဲ့တော့အဓိကကျမကြီးဒီကာလမှာဂီယူဆိုင်စေချင်ပါတယ်ကျမကြီးအနေပါတယ်အဲ့တော့အဖက်ဖက်ကနေပြီးတော့ဒီကာလမှာကိုမလာလို့သူမုံထားသူတွေလည်းကြုံတွေ့ရတတ်တယ်ဒီကာလမှာဖြစ်နိုင်လို့ရှိရင်အများကိုမယုံကြည်ပဲကိုတိုင်းရဲ့ဒါကိုတိဆောက်နေမှာပို့အဆင်ပြေမဲ့ကာလမျိုးတွေမှာရှိတယ်အတိုက်ခံရှံပေါ်တယ်ကျမကြီးအနည်းငယ်ဂီယူဆိုင်ပါညံ့တတ်ပါတယ်အဲ့တော့ဒီကာလကတကယ်လို့အင်္ဂါသားသမီးမိတ်ဆွေဟာယောက်ျားလေးအမျိုးသားဆိုလို့ရှိရင်တော့အမျိုးသမီးအနောက်ရှက်ရှိတယ်အချက်ရှိတယ်လို့ပြောရလိမ့်မယ်အဲ့တော့အိမ်တော်ရဲ့ကြားထဲမှာတဦးဝင်ရောက်လာလို့တက်စီးသွားတာအပြည့်စည်းခံရတာအဲ့တော့အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့ကံအားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်ကံညံ့တဲ့ထဲမှာပါတယ်ထို့သူပဲအိမ်တော်ကြီးအနောက်ရှက်ကြုံရတတ်တယ်ပေါ့နော်အမျိုးသမီးတဦးရဲ့အနောက်ရှက်ကြုံရတတ်တယ်ပြီးတော့ဒီကာလမှာစိတ်လိုက်မှာလုပ်တဲ့ကိစ္စလေးတွေတော်တော်များများမှာကိုယ်တော့မှားယွင်းနေတတ်တယ်နောက်မှနောက်လာရတတ်တယ်ဖြစ်ပျက်သွားတတ်တယ်ပေါ့နော်ဒီကာလမှာအဓိကတော့သွေးအေးနဲ့အေးချမ်းလှုပ်ဆောင်မှသာပိုကောင်းတတ်တယ်အဲ့လိုမျိုးစိတ်လောကြီးတာလို့သမျှကိုဒေါသမမာနကြီးထားနိုင်မယ်ဆိုလို့ရှိရင်လွဲချော်မှုတွေများစွာကြုံရမယ့်ကာလမျိုးတွေမှာရှိပါတယ်အဲ့တော့ကံအားဖြင့်ကိုမကောင်းမွန်လာအောင်လက်ရှိအခြေအနေကနေပိုတိုးတက်သွားအောင်လှုပ်ဆောင်တင်တာကြတော့မြတ်စွာဘုရားရှင်ကိုနှီးစီပန်းခုနှစ်ပွင့်လှူဒန်းခြင်းကုသိုလ်လုပ်ပေးပါအဲ့ဒီဥစ္စာမိမိတို့ကံအခိုက်ညံ့နေပြပြောင်းစေရပေါ့နော်အရေးကြီးကိစ္စကြုံတဲ့ခါကြလို့ရှိရင်ရေမွေးရနံ့ပါအနည်းစီရနံ့ပါတဲ့ရေမွေးလေးဆုပ်ပြီးတော့ဆောင်းရတာမျိုးပြုလုပ်ပေးပါနောက်တစ်ခုကအလောက်ကိုင်းနဲ့ပတ်သက်ပြီးအညံ့ဆိုတာဘယ်လိုလဲဆိုတော့အကောင်းတွေပါနဲ့ရက်တန့်သွားတယ်သူမကောင်းတွေပါနဲ့အဆိုးဘက်ကိုပြောင်းလဲသွားတာမျိုးဆိုလို့ရှိရင်ကျမတို့ဒီကာလမှာကြောက်စလစ်ခဲတနတ်နေတလုံးမှာရေဒီချာလေးစေးမယ်စားရည်လေးစေးပြီးသွားတဲ့အခါမှာကြောက်စလစ်ခဲအပေါ်မှာပြောင်းနိုင်ထိုးညှိပြီးတော့မက်ဆွာဘုရားကိုရှင်ပူဇော်တာကိုလိုကိုင်းနဲ့ပြန်လဲကောင်းမွန်တာမျိုးကိုလှုပ်ဆောင်ပေးပါနောက်တစ်ခါကျတော့ငွေကြေးကံအားနဲ့ကြည့်ရင်နည်းပါတယ်ကံအားနည်းတယ်ငွေကြေးကံနဲ့ပတ်သက်ပြီးတော့ပြောမှဆိုလို့ရှိရင်မလိုအပ်ပဲမထင်မပတ်တဲ့ဝုန်းနဲ့ကုန်သွားတာကြားပြောက်သွားတာအဲ့လိုမျိုးဖြစ်တာမျိုးပေါ့နော်ငွေကြေးကံနဲ့ပတ်သက်ပြီးတော့အညံ့နေပြပြဖို့လှုပ်ဆောင်တင်တာကတော့ငှက်ကလေးတွေကိုအစာကျွတ်တဲ့ကုသိုလ်ကောင်းမှုလေးလုပ်ပေးပါပြီးတော့နောက်တစ်ခါတရဝဝင်းကြီးအပေါင်းတွေပေါ်မှာမေတ္တာပို့တာတဲ့ကုသိုလ်လေးလုပ်ပေးပါအိမ်တော်ကြီးနဲ့ပတ်သက်ပြီးကြည့်မယ်ဆိုလို့ရှိရင်လည်းအိမ်တော်ကြီးမှာကတအားအကောင်းကြီးမှမရှိဘူးစိတ်ကုံစိတ်လီနေရမျိုးဖြစ်နေတတာအဲ့လိုမျိုးအိမ်တော်ကြီးနဲ့ပတ်သက်ပြီးကံပုံကောင်းမွန်လာအောင်ဒီကြားလာမှာလှုပ်ဆောင်တင်တာကတော့စီဇဝါပန်းလေးမဆော့ပြချင်လှူဒန်းတဲ့ကုသိုလ်လေးပြုလုပ်ပေးပါတကယ်လို့မရရှိဘူးဆိုလို့ရှိရင်စော်စိမ်းတို့ဇလက်ပန်းတို့အဖြူရောင်ပန်းလေးပေါ့နော်ဒါမို့ဒါပေါ့ခရီးပန်းတို့အဲ့ဒီမှာကျမအနှစ်သက်ဆုံးကဇလက်ပန်းနဲ့